အဲ့တော့ဘာဆက်လုပ်ရင်ကောင်းမလဲဒီတိုင်းကဘောကရှင်နေရတယ်ဒါပေမဲ့အတိတ်ပဲမရှိဘူးပေါ့နော်မပြောရဘူးပေါ့အဲ့တော့အမြင်ပေါ့နော်ကိုဘာလုပ်ချင်လဲသိရမယ်ပြီးတော့အဲ့ကိုလုပ်ချင်တာတွေကိုဘယ်လိုဖြစ်အောင်ဆက်လုပ်ရမလဲဆိုတာလေကိုမှ vision တစ်ခုရှိရမယ်ဒီ guys အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တနည်းကြော်လောက်ပျောက်နေတယ်ပေါ့နော်အပြောင်းဘာကြောင့်ပျောက်နေလဲဘာတွေဒီတနည်းကြော်ဒီမှာဘာတွေကျွန်တော်လုပ်နေလဲဆိုတာကိုအရင်ဆုံး sharing လုပ်ပေးမယ်ကျွန်တော်အခုလောလောဆယ်ခဏလေးဗျာကျွန်တော်တို့ရှေ့မဆက်ခင်အတိတ်ကိုခဏလောက်ပြန်သွားကြည့်အောင်လွန်ခဲ့တဲ့9နှစ် Facebook မှာ EDS တို့ကားကေးတို့story game တွေမေးတာကွာတရေ game တွေစော့ပြီးတော့ string နေတဲ့ကောင်လေးတယောက်မှတ်မိကြအောင်လားမသိဘူးငါသမားကိုပေးရတဲ့ဘာဖြစ်သွားကားမောက်အေးမောက်ပြီခွေးဂါရီ哎呦，哪里这样的这样？贵，老我们家的，俺们白白叫贵，对哦，啊，没拉的嘛，俺老贵就在的，我骗，哈，多米，我妈咪要的，我都冇，真係我冇啊啦，好啲啊，你十多万路线，嘎不比的啦，对吧？我都把里边送的要叭都做啊，给啊，俺妈咪。哈，没有下一百个啊！哎呦，这个你还那么的，真没话那么的哟。ကလောစကန်ဒီကအတုနဲ့မိရောမထင်မှတ်ပဲခင်ဗျားတို့ပြီးခဲ့တဲ့အားပေးမှုတွေကြောင့်ကျွန်တော်တို့အင်အားတွေဖြစ်ခဲ့ရတယ်အဲ့ဒီတော့လေကျေးဇူးတင်ပါတယ်တကယ်တော့ကျွန်တော်ကဒီ game ထဲမှာနေမဟုတ်ပဲနဲ့အပြင်မှာလဲဒီကားတွေကို YouTube မောင်းနေတဲ့သူတယောက်ပါကျွန်တော်ပြန်ပြီးမိတ်ဆက်ရရင်တော့ကျွန်တော်ဟာကားနဲ့ပတ်သက်ရင်အရာတိုင်းကိုယူသွတ်နေတဲ့သူတယောက်လို့ပဲသိထားရင်ရပါပြီအဲ့တော့မိတ်ဆက်ပြီးပြီဆိုတော့ကျွန်တော်တို့အရှိကိုသွားကြတာပေါ့ကျွန်တော်အခုလောလောဆယ်မှာဂျပန်
တိုကျိုမှာကျွန်တော်ကျောင်းတက်နေတယ်အဲ့ဒီဂျပန်ကိုမလာခင်ကျွန်တော်ပြင်ဆင်ရတာတွေဘာတွေအပိုင်းတွေရှိတယ်ကျွန်တော် streaming တွေနားခဲ့ရတာတွေရှိတယ်ပေါ့နော်ကျွန်တော်ဒီရောက်လာပြီးတော့လေပြန် stream ဖို့ဘာဖို့ညာဖို့ကြားတော့ကျွန်တော်အချိန်မပေးနိုင်တော့ဘူးအရင်လိုကျောင်းတစ်ဖက်အလုပ်တစ်ဖက်ကျောင်းသွားလိုက်အိမ်ပြန်လိုက်ပြီးရင်အလုပ်သွားလိုက်အလုပ်ကနေကျောင်းသွားလိုက်ကျောင်းကနေတစ်ခါအိမ်ပြန်လိုက်ဆိုတော့ကျွန်တော်မှာကိုယ်ပိုင်အချိန်ရလို့မရှိတော့ဘူးပေါ့နော်မရှိတော့ဘူးဆိုတော့အခုကြတော့ကျွန်တော်နည်းနည်းလေးနေသားကြလာတဲ့အချိန်ကြတော့ကျွန်တော်ဘာတွေးလာလဲဆိုတော့ဒီလိုကြီးပဲဘဝကဆက်သွားတော့မလားပေါ့နော်ကျွန်တော်ဝါသနာပါတဲ့အရာတွေကျွန်တော်ဖြစ်ချင်တဲ့အရာတွေကျွန်တော်လုပ်ချင်တဲ့အရာတွေကျွန်တော်လုပ်ခွင့်မရှိတော့ဘူးလို့ကျွန်တော်ထင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းကိုယ်ဒီလမ်းကိုရွေးထားတာကိုအဲ့တော့ဘာဆက်လုပ်ရင်ကောင်းမလဲဒီတိုင်းကဘဝရှင်နေရတယ်ဒါပေမဲ့အတိတ်ပဲမရှိဘူးပေါ့နော်မပြောရဘူးပေါ့အဲ့တော့ကျွန်တော်ဘာဆက်လုပ်မလဲကျွန်တော်ဘာလုပ်ချင်တာလဲဒီကအဲ့နှစ်ချက်ပေါ့နော်ဘာဆက်လုပ်မလဲဘာလုပ်ချင်တာလဲနံပါတ်1ကျွန်တော်လုပ်ချင်တဲ့အရာကကျွန်တော်အရင်လိုမျိုး simulator base ပြန်စောင့်မယ်နံပါတ်2ပြီးကျွန်တော်အချိန်ရရင်ရသလို streaming တွေပြန်လုပ်ဖို့ရှိတယ်နံပါတ်3ကအရေးကြီးတယ်ပေါ့နော်နံပါတ်3ကအရေးကြီးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် trigger စီဝယ်မယ်မြန်မာပြည်မှာလိုပဲကျွန်တော်ကားဆင်မယ်ကွင်းနဲ့မောင်းမယ်ဒီလိုမျိုးပဲပေါ့နော်ဒါပေမဲ့လောလောဆယ်အဆင့်1ဖြစ်တယ်ကျွန်တော် simulator base simulator တခုကျွန်တော်ဆင်မယ်အဲ့တော့အဲ့အဆင့်1မှာရင်ကျွန်တော်တော်တော်ကြီးခက်ခဲသွားပြီမြန်မာပြည်မှာဆိုတော့ကိစ္စမရှိဘူးမြန်မာပြည်မှာကိုယ်အိမ်ကိုရနဲ့ဆိုတော့ကိုပိုင်နေရာရှိတယ်လေကိုပိုင်နေရာကိုပိုင်အခန်းရှိတယ်ဒီဂျပန်မှာကြတော့ကျွန်တော်တို့စီတော့သူများတွေနဲ့ပေါင်းနေရတဲ့အတွက်ကြောင့်တော့ကျွန်တော်ကိုပိုင်ဒီတသက်မအခန်းမရှိဘူးပေါ့နော်နေရရမ်းကျင်းတယ်ဗျာကျင်းတော့သူများလည်းငေးရတယ်သူများလည်းကြည်ရတယ်သူများလည်းငေးရတယ်အတန်ဆူညာညံတာတွေပါအတွက်လည်းကိုကကြည်ရတယ်ပေါ့အဲ့တော့ကျွန်တော်နေတဲ့အိမ်ကိုရင်လိုက်ပြမယ်ပေါ့နော်အဲ့တော့မှဘယ်လောက်ချင်းလဲဘာကြောင့်ကျွန်တော်နံပါတ်1ခြေလမ်းအစမှာနေဘာကြောင့်တိုင်နေပတ်နေလဲဆိုတာကျွန်တော်အရင်ဆုံးသိအောင်ကျွန်တော်လိုက်ပြပေးမယ်အိမ်ကနေဝင်ချင်းမြင်ရမယ့်နေရာပေါ့နော်ဒါကျွန်တော်မြည်ဖို့ကြောင်ရှိတယ်ဗျာမြည်ဖို့ကြောင်ရှိတယ်မြည်ဖို့ကြောင်ရှိတယ်ဒီဘက်ကကျတော့ဒါအဝိရှောဘာညာပြီးတော့ဒီဘက်မှာဗီဒီယိုတစ်လုံးရှိတယ်ဒါကြတော့ဟိုပါပေါ့သမင်းပေါင်းကိုဘာညာလုပ်တဲ့နေရာဒီတကားရှိရပါတော့အဲ့တကားဝင်သွားလို့ရှိရင်ဒါကိုနေရာဒီဘက်မှာလည်းခြားသူရှိရပါတော့ခြားသူရှိတယ်အဲ့ကျွန်တော်ကိုပိုင်းနေရာဒီတနေရာပဲရှိတယ်ထွက်လိုက်လို့ရှိရင်ဒါအဲ့လိုမျိုးပါတော့ဗျာလူဆိုတာလေဟိုကျွန်တော်ရဲ့ဒါအမြင်ပေါ့နော်ကိုဘာလုပ်ချင်လဲသိရမယ်ပြီးတော့အဲ့ကိုလုပ်ချင်တာတွေကိုဘယ်လိုဖြစ်အောင်ဆက်လုပ်ရမလဲဆိုတာလေခုမှ vision တခုရှိရတယ်အဲ့တော့ကျွန်တော်ကအခုကျွန်တော်လုပ်ချင်တာကျွန်တော်သိပါတယ်ဒါပေမဲ့အဲ့လှုပ်ချင်တာကိုဘာဆက်ဘယ်လိုအကောင့်တွေဖော်ရမလဲဆိုတော့လောလောဆယ်မှာကျွန်တော်ကသူများတွေလို့ဒီမှာဟို simulator လေးဒုံးလို့ကောက်စင်ဝေးကြီးကောက်ဝဲကျွန်တော်အဲ့ဒီအဆင့်ထိကျွန်တော်ရောက်အောင်သွားဖို့ထက်ဆိုင်ကျွန်တော်ပြဿနာပါတယ်ကျွန်တော်မှာကိုယ်ပိုင်နေရမရှိဘူးကိုယ့်ရဲ့ personal ဒီ PC တွေထားဖို့နေရမရှိဘူးပေါ့နော်တော်ဒီလက်ရှိအိမ်ရအဲ့တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်အရင်ဆုံးအိမ်အရင်ပြောင်းအောင်ဟုတ်ပြီအိမ်ပြောင်းပြီးတော့မှအဲ့ဒီအိမ်မှာနည်းနည်းဂျပန်မှာအိမ်ပြောင်းလာလည်းမလွယ်ဘူးလေကျွန်တော်တို့အိမ်လာကရဲ့ဘာညာရှိမယ်ဗျာပြီးတော့ပြောင်းရွှေ့တာတွေဘာညာရှိမယ်အဲ့တော့ကျွန်တော်ကလိုလဲဆိုတော့ဒီအိမ်ပြောင်းအိမ်ဆုံးအိမ်ပြောင်းမယ်ပြောင်းပြီးတော့မှအဲ့ဒီအိမ်မှာကျွန်တော်တို့
simulator ကိုဆင်မယ်ဆင်တဲ့နေရာမှာလေဒါကျွန်တော်ကလောလောဆယ်လက်ရှိကကြောင်းသားဆိုတော့ကျွန်တော်အလုပ်ကိုအချိန်ပြည့်လုပ်လို့မရဘူးပြီးတော့ကြောင်းနဲ့တက်ရသေးတာပေါ့20ကြောင်းသားလည်း28နာရီပဲရတယ်ဆိုတော့ကျွန်တော်ဒီ simulator ဆင်နေဆိုတာလေဟိုဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်အရင်ကပုံစံတိုင်းဆင်ရင်တော့ဗျာဘယ်တော့မှမကုန်ဒါပေမဲ့ကျွန်တော်အခုတွေးတဲ့ plan ကကြတော့ကျွန်တော်ရင်ကလှမ်းခဲ့တဲ့ခြေလမ်းတွေထက်အခုလှမ်းမဲ့ခြေလမ်းဒီပိုပြင်းရမယ်ပိုကျယ်ရမယ်ပိုရောက်အောင်မယ်အဲ့ဒါမှဒါကျွန်တော်ရဲ့နှုတ်ဆိုကြကျွန်တော်အရင်သုံးခဲ့ဘူးတဲ့ဟာကြီးပဲပြန်သုံးရမယ်ဆိုလို့ရှိရင်ဘာမှမထူဘူးလေဟုတ်မလားဘယ်လိုလဲမြင်ဘူးတွေ့ဘူးနဲ့ဘာမှမထူကိုသုံးဘူးလေဘာမှမထူအဲ့တော့အဲ့ချက်ပူတာတဲ့ဘေးတစ်ခုကျွန်တော်ဆင်မယ်ဆိုတော့ငွေရတော့ကုန်တယ်ပေါ့နော်ငွေရတော့ကုန်မယ်ဒါတော့ရှင်းပါတယ်သုံးရင်တော့ကုန်အဲ့တော့ကျွန်တော်ဖြည်းဖြည်းချင်းသွားမယ်ကျွန်တော်အဆင့်1အနေနဲ့ကျွန်တော် cockpit အရင်ဝင်မယ်ဒီ base ပေါ့နော် cockpit အရင်ဝင်မယ်ပြီးလို့ရှိရင်နောက်တစ်ခုကိုကြာတော့ကျွန်တော် wheel base ဝင်မယ် wheel base ဝယ်ပြီးလို့ရှိရင်နောက်တစ်ခေါက်ကြာရင်ကျွန်တော်ဒီ shifter နဲ့ handbrake ရယ်ဝင်မယ်ကျွန်တော် monitor 3လုံးဆင်မယ်ပေါ့နော်ဒီတစ်ခေါက် monitor travel monitor ဆင်မယ်လုံးဝတကယ် fully with ကိုဆင်ပါဆိုတော့ကျွန်တော်ဖြည်းဖြည်းချင်းနေသွားမယ်ဒါပေမဲ့ရောက်အောင်မယ်ကျွန်တော်အတွေ့အလုပ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ channel ဒီ video မှာပြောချင်တဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်ကျွန်တော်အခုလောလောဆယ်ဒီ simulator ဆင်တဲ့ journey ပေါ့နော်ခီးစဉ်ဒီဟာတစ်ခုလုံးကိုကျွန်တော် episode တွေအနေနဲ့ကျွန်တော်ခွဲပြီးတော့ကျွန်တော်လုပ်မယ်ခွဲပြီးတင်မယ်ခွဲပြီးလုပ်မယ်အဲ့တော့အခုလောလောဆယ်ဒီဂျပန်ရောက်နေပြီးတော့ကျွန်တော်လိုမျိုး simulator ဆင်နေတယ်ဒီကတော့ကားယူတာပေါ့ဗျာလိုမျိုး simulator စိတ်ဝင်စားတယ်ဆင်ဖို့လည်းရှိတယ်ဆင်ဖို့လည်းစူးစမ်းနေတဲ့သူဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့လို့ရတယ်ဒါမှမဟုတ်လည်းဒီကားအကြောင်းတွေsimulator အကြောင်းတွေစိတ်ဝင်စားတဲ့သူဆိုလို့ရှိရင်လည်းနောက်လာမယ့် update တွေသိအောင် follow လုပ်ခဲ့ပါခေါင်းလောင်းလေးတီးခဲ့ပါအားလုံးကကျေးဇူးတင်ပါတယ်အခုဒီ video ရဲ့ရည်ရွယ်ချက်ကတော့ဒါလောလောဆယ်ကျွန်တော်ဘာတွေအနာဂတ်မှာဘာတွေလုပ်မလဲဆိုတာရယ်ကျွန်တော်ရဲ့လက်ရှိဖြစ်နေတဲ့ဒါကြုံရတဲ့အခက်အခဲတွေကိုအရင်ဆုံးပြောပြတာပေါ့နော်ပြီးတော့ကျွန်တော်တစ်နှစ်ကျော်ပျောက်နေရတယ်ဆိုတဲ့အကြောင်းရင်းကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ဒါနောက်လာမယ့် episode တစ်ခုကတော့ကျွန်တော်လောလောဆယ်နေတဲ့အိမ်ကနေကျွန်တော်အိမ်ပြောင်းမှာဖြစ်ပါတယ်သူများတွေရောအိမ်ပြောင်းနေဆိုတာပြအလုံးနဲ့ညီတို့ကြောင်းနဲ့ညီတို့ကျွန်တော်အဲ့လိုမဟုတ်ကျွန်တော်အိမ်ပြောင်းရဲ့ရည်ရွယ်ချက်တစ်ခုလေကျွန်တော်လုပ်ချင်တဲ့ simulator ကျွန်တော်ဆင်ကျင်လို့ပါအဲ့တော့အားလုံးရဲ့နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်ကျေးဇူးတင်ပါတယ်ဆုံးဖြတ်ကြည့်ပြီးရတဲ့